လူဆိုးတွေကသူတို့ရဲ့ဖိနပ်တွင်းထဲမှာနေရုပ်သီးညီမှုတွေကိုရည်ရွယ်ချက်ရှိလောင်းထည့်ထားပြီးအောက်ခြေမှာပေါက်တစ်ခုဖောက်ထားခဲ့ကြပါတယ်။အကြောင်းကတော့ခိုးမှုတစ်ခုအတွင်းမှာလူဆိုးလူမိုက်တွေကိုရဲခွေးတွေကတွေ့ရခါသူတို့ရဲ့အနံ့တွေကိုခံပြီးအလွဲတကူလိုက်ဖမ်းနိုင်တာကြောင့်ဒီလိုလုပ်ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်လူဆိုးတွေကနေရုပ်သီးညီမှုထည့်ထားတဲ့ဖိနပ်နဲ့ပြေးတဲ့အခါမှာနေရုပ်သီးမှုတွေကမြေပြင်ပေါ်ကိုပြုတ်ကျသွားတဲ့အတွက်ရဲခွေးတွေကနန့်ခတ်လိုက်တဲ့အခါမှာဆက်မပြတ်နာချီမိသွားပြီးလူဆိုးတွေရဲ့အနံ့ကပျောက်သွားမှာပဲဖြစ်ပါတယ်။နင်ဂျာတွေကမီခိုပုံးတွေကိုကစ်ချတဲ့အခါမှာသူတို့တွေကိုမော်ဆန်ဆန်နဲ့ပျောက်ွယ်သွားကြတယ်လို့ထင်ရမှာဖြစ်ပါတယ်။တကယ်တော့သူတို့အသုံးပြုလိုက်တဲ့ဘုံကိုအန်ဂိုလို့ခေါ်ဆိုကြပြီးရမ်းမှုနဲ့စာလက်ဖာတွေကိုဘုံတွင်းထဲမှာထည့်သွင်းပြုလုပ်ထားတာဖြစ်ပါတယ်။အဲ့ဒီလိုနဲ့ဘုံပြလိုက်တဲ့ချိန်မှာထူထပ်တဲ့မီခိုတွေထွက်လာတာကြောင့်အနားမှာရှိတဲ့လူတွေအားလုံးကိုစက္ကန့်နှဲငယ်ကြတဲ့အထိအမြင်အာရုံွယ်သွားတယ်လို့ဖြစ်စေခဲ့ပြီးရန်သူရဲ့အာရုံပြောင်းသွားတဲ့ချိန်မှာတော့နင်ဂျာတွေကိုထွက်ပြေးနိုင်ဖို့အတွက်အချိန်လုံးလောက်ရစေခဲ့ပါတယ်။ဂျာမန်တင်ကားသမားတွေဟာသူတို့ရဲ့တင်ကားနောက်ဖက်မှာတသားတုံးကြီးတွေကိုရည်ရွယ်ချက်ရှိကြည်နှောင်ထားခဲ့ကြပါတယ်။တကယ်တော့အဲ့ဒီတသားတုံးတွေဟာအပိုးတန်ချက်ကအအနေနဲ့အသုံးပြုဖို့မဟုတ်ပဲဂျာမန်တွေကရှွန့်လွန်တွေထဲမှာမကြာခဏပိတ်မိနေတဲ့သူတို့ရဲ့တင်ကားတွေကိုကူညီဖို့အတွက်တင်ထားခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့်တင်ကားတွေရှင်နေနှမျိုးနေတဲ့အချိန်မှာစစ်သားတွေကတသားတုံးတွေကိုတင်ကားရဲ့အရှိမလင်းခင်းလိုက်ပြီးတင်ကားရဲ့အလေးချိန်နဲ့ဖိနှင်းသွားစေကရှွန့်လွန်တွေကနေအလွဲတကူပြန်တက်လာစေနိုင်ပါတယ်။